မန္တလေးမှာဖြစ်တယ်မန္တလေးဖြစ်ရင်ငါမနေဘူးကွာဆိုပြောတဲ့အရှင်စေကိန်းစကိုင်းဖြစ်ရင်ငါမနေဘူးကွာဆိုတဲ့ပြောခဲ့တဲ့တီတကူခင်ဗျားတို့ကျုပ်တို့နောက်ပြောင်ပြောခဲ့တဲ့ကူကူဘယ်တွေရောက်ကုန်လဲဗျာဘာကြောင့်လဲဆိုအာနာရှင်ရဲ့လက်ကင်တုတ်ဖြစ်လုံနေရတဲ့အချိန်ကမှာပြည်သူတွေဒီလိုဒုက္ခရောက်နေတဲ့အချိန်ခါမျိုးမှာဘာကြောင့်သူတို့ထွက်မလာကြလဲကဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ New Future YouTube Channel ကနေမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေနဲ့အားလုံးကိုကြိုးဆိုပါရဗျနော်ကျွန်တော်ဒီနေ့ reaction လုပ်ရှင်နဲ့ကျွန်တော်ညီအောင်တင်ထားတဲ့စာလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပြီးတော့ဒီထဲမှာကျွန်တော်ထည့်ပြောကြည့်မယ်နော်နားထောင်ကြည့်ကြပါဗျစိုးလိုက်တဲ့ပြည်သူတွေဘဝဗျာတကယ်ကိုမင်းဆိုးမင်းညင်မင်းကျင့်တရား10ပါးမှာတပါးနဲ့မှပြည့်စုံခြင်းမရှိတဲ့မင်းမျိုးအုပ်ချုပ်နေတဲ့ဒီလိုနိုင်ငံမှာရေဘေးတင်လိုက်မီးဘေးတင်လိုက်အငတ်ဘေးတင်လိုက်နဲ့အခုတဘာဝဘေးအန္တရာယ်တောင်မှအစ်စ်ပါလိုက်သေးတယ်စာနာမှုတရားဆိုတာဝေလာဝေးဒုက္ခရောက်နေတဲ့ပြည်သူတွေလက်ထဲကရသမျှကိုချစ်ချုပ်ယူပြီးပြည်သူအသက်တွေကိုလန်တရာတို့ခင်းပြီးနင်းတဲ့မင်းမျိုးဒါကတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးသိပြီးသားပဲကျွန်တော်တို့သိနေတာကနိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့လူတစ်ယောက်ဟာသတင်းစာတွေမှာထေထေကိုနေရာတကာတွေရှောက်သွားတယ်စစ်သုံးကြီးတွေတုံးတယ်ကုန်ကြကြီးတွေဆယ်တွေစောက်တယ်ရေတာတမန်တွေစောက်တယ်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးဘယ်အရာကိုပဲဖြစ်ဖြစ်ခေါင်းဆောင်ပိုင်းတယောက်ကလှုပ်ဆောင်ပေးနေတဲ့အရာကိုကျွန်တော်မြန်မာနိုင်ငံသားတွေအမြင်မှာတော့ဘာကိုထွေးမြင်တယ်လဲဆိုတော့သူတို့ကူညီနေတဲ့နိုင်ငံတိုးတက်အောင်လုပ်နေရလို့ပဲမြင်တာအမှန်တကယ်တော့ဒီအရာတွေကကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေရဲ့ပြည်သူချွေးနှဲစာတွေဗျနော်ဘယ်မှာလဲတဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုတွေပြီးခဲ့တဲ့ရှေ့ခေတ်သမိုင်းကြောင်းနဲ့ပဲချွေးသိမ့်နေတတ်တဲ့ကျွန်တော်တို့ပြည်သူတွေရှေရိုးဆွဲအယူဆတွေကိုကျွန်တော်တို့ကိုစနစ်တကျနဲ့60နှစ်တဲကတက်ခဲ့တဲ့မင်းတွေအားလုံးကစနစ်တကျဂျင်းထည့်ခဲ့လို့ကြီးတဲ့လူပြောတဲ့စကားကိုငယ်တဲ့လူကပဲအချိန်ပြည့်နားထောင်ရမယ်ဆိုတဲ့စနစ်တစ်ခုရဲ့အောက်မှာကျွန်တော်တို့ကကြီးပြင်းခဲ့ရတယ်ဒီလိုကြီးပြင်းခဲ့ရတဲ့အတွက်ရှေ့ခေတ်အယူဆတွေကမှန်ပါလားဆိုတဲ့ပုံစံမျိုးတွေနဲ့တွေးလိုက်ကြတကယ်လက်ရှိတဘာဝဘေးအန္တရာယ်တွေကြုံတွေ့ရတဲ့အချိန်မှာအရင်တုန်းကရှိခဲ့တဲ့တဘောင်တွေရှိတယ်ဗျဒီလိုတဘောင်တွေဟာအခုအချိန်မှာအသက်ဝင်လာတဲ့အနေထားမျိုးတွေပေါ့နော်အနေထားမျိုးတော့မဟုတ်တကယ်ကိုအသက်ဝင်နေတယ်ဒါကြောင့်မင်းဆိုးမင်းညစ်တစ်ပါးတိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာကျွန်တော်တို့စိုးကျိုးတွေကြုံတွေ့နေရတာဒုက္ခပေါင်း1600ခံစားနေရတာသူတို့လူစုမဟုတ်ဘူးကျွန်တော်တို့ပြည်သူတွေကြီးပဲကျွန်တော်တို့ပြည်သူတွေကြီးပဲခံစားနေရတာကိုသိသိကျင်တယ်ဗျတကယ်ဖြစ်တော့အဲ့ဒီဗမာတွေရဲ့ငယ်နိုင်မှာဆိုတဲ့နိုင်ငံရဲ့စီးစနစ်ကြတဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကပ်ကိုမှုတွေအချိန်နဲ့တပြေးညီကယ်ထုတ်နေတဲ့ကယ်ဆယ်ရေးတွေရဲ့အဆင့်တန်းဟာတကယ်ကိုအောချမိလောက်ပါရဲ့စက်တွေအမျိုးမျိုးနဲ့အချိန်လူပြီးကယ်ထုတ်နေတာကြက်သီးမွေးညင်းပါထားလောက်ပါရဲ့ဟုတ်ပါတယ်ဗျာကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမန္တလေးနဲ့စကိုင်းမှာတိုက်ပြိုကြလို့ပိတ်မိနေတဲ့အရာတွေမှာကျွန်တော်တို့ဂေါ်ပြားလေးတွေနဲ့ရက်ထုတ်ပြီးတော့ကယ်နေရတဲ့အနေအထားမျိုးမှာထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများစုပါဝင်တဲ့ဒီတိုက်အထက်30ကျော်ပြိုကျသွားနေရမှာကရိန်းတွေနဲ့ဆယ်ထုတ်နေတာတွေ6ထပ်လောက်ပဲပြိုကျလို့ကျွန်တော်တို့ကကယ်ထုတ်ဖူးတယ်လို့ထိုင်းနိုင်ငံရဲ့လူကယ်ဆယ်ရေးတွေကပြောတဲ့အချိန်မှာဂျပန်နိုင်ငံကနီးပညာရှင်တွေပါခေါ်ပြီးတော့အခုကယ်ထုတ်နေတယ်ဒီကယ်ထုတ်နေတဲ့အရာမှာနီးပညာနဲ့ပတ်သက်ပြီးတော့လေဘယ်မှာလဲကျွန်တော်တို့အတွက်ထိရောက်တဲ့အစိုးရတရက်ရဲ့ထိရောက်တဲ့ကူညီမှုကယ်ဆယ်မှုဘယ်မှာလဲထိရောက်တဲ့ပြည်သူတွေကိုချွတ်သိမ့်နှစ်သိမ့်မှုတော့မလုပ်ဘဲနဲ့ခင်ဗျားတို့ကြုတ်တို့မြင်တဲ့အတိုင်းပဲခင်ဗျားတို့အထင်ကြီးနေတဲ့ဘဘကြီးရဲ့လုပ်ရက်ကခလုတ်ထိမှအမိတတဲ့ပုံစံမျိုးနိုင်ငံအတွင်းမှာဒီလိုကယ်ဆယ်ရေးတွေကိုမလုပ်နိုင်ဘဲနဲ့တခြားနိုင်ငံကနေပူပါကယ်ပါဆိုပြီးလှမ်းကော်လိုက်တဲ့အပြင်မျိုးဒါကတော့ခင်ဗျားတို့ကြုတ်တို့အားလုံးသိမှာပဲ2008ခုနှစ်မှာဖြစ်ခဲ့တဲ့နာဂစ်ကစိုးကျိုးတွေအတိုင်းအာနာရှင်ရထပ်ပြီးလှုပ်လာမယ်အနေထားရရှိတယ်ကယ်ဆယ်ရေးတွေဝင်လာတယ်ကယ်ဆယ်ရေးတွေဝင်လာရင်ပြည်သူပေါ်မှာအမျက်ထုတ်ပြီးတော့ရလာတဲ့အကျိုးအမြတ်တွေအားလုံးကိုသူတို့ပဲယူမယ်ဆိုတဲ့အနေထားမျိုးတွေလည်းတွေ့နေရတယ်အခုဩစတြေးလျကနေကူညီတဲ့ငွေကြေးများစွာကိုလည်းစစ်အာဏာရှင်လက်ထဲကိုမထည့်ဘဲနဲ့အရက်ဖက်တွေကိုထည့်ပြီးတော့ကူညီခိုင်းမဲ့အနေထားမျိုးတွေရှိတဲ့ဟာကအများကြီးကျေးဇူးတင်ပါတယ်ဒီလိုမျိုးကယ်ဆယ်ရေးတွေလုပ်ပေးတဲ့ကူညီတဲ့နိုင်ငံတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့အာဏာရှင်ရဲ့လက်အောက်မှာဖြစ်နေတဲ့အတွက်ထိရောက်လေးမကူညီနိုင်တာကိုတော့ကျွန်တော်တို့ဝမ်းနည်းရပါတယ်ဒါကြောင့်မို့လို့လဲဒီကြားထဲမှာကိုကျင်တရားမကောင်းတဲ့လူတွေရဲ့စိတ်ဓာတ်ကိုအတော်ကိုနာကြီးဖို့ကောင်းတာ
မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတဲ့အခိုက်အတန့်မှာအတော်လေးကိုစွန့်အားမိတယ်မှန်ပါတယ်ဗျာနာကစ်လို့မှုန်တိုင်းဖြစ်တဲ့အချိန်ခါမျိုးမှာတော့ကူပါကဲပါတစားစားអော်နေတဲ့အချိန်ခါမျိုးမှာပြည်သူတွေကမနေနိုင်လို့အဖွဲ့အစည်းတွေပရိဒတ်အဖွဲ့အစည်းတွေကမနေနိုင်လို့တွားကဲတဲ့အချိန်ခါမျိုးမှာငါတို့ပဲကဲမယ်ဆိုပြီးတော့ယူပြီးတော့သူတို့ရဲ့တက်သေးကိုယူသွားတဲ့အရာတွေတွေ့သလိုပဲအခြားနိုင်ငံကလာခဲ့တဲ့ရိတ်ခါစားနဲ့ရိတ်ခါအားလုံးကိုလည်းတမောကိုပင်လေရဲ့တစ်ဖက်ချမ်းမှာရက်ခိုင်းပြီးရသမျှအားတွေအားလုံးကိုဟက်စကီဘော်ကိုနည်းနည်းလေးတင်ပြီးတော့အဲ့ဒီအချိန်မှာတမရာကြီးဦးသိန်းစိန်ပြောသွားတဲ့စကားတွေအားလုံးကိုကျွန်တော်တို့ပြည်သူတွေနားယောင်မိလိမ့်မယ်လို့ထင်တယ်ဒါဟာစစ်အာဏာရှင်စနစ်ကစိုးကြိုးတွေဆိုတာကိုထပ်ခတ်နေတဲ့အရာအခုထပ်ပြီးတော့တွေးရပြီဝစ်ကြီးလိုက်တဲ့ပြည်သူတွေကိုချင်းစာတရားခေါင်းပါလိုက်တာဗျာဒီလိုတရေရှင်ရေးမှာကူရကဲရမဲ့တဲ့အသက်တောင်မနှဲရှူနေရတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေစီကခမားတို့မှုလို့အသက်လူဖို့အရေးတဲ့ပစ္စည်းလူဖို့အရေးကိုဦးစားပေးတတ်တာအောချမိလောက်ရပါရဲ့ဘာကြောင့်လဲဆိုရင်ကူပါကဲပါလို့အော်နေတန်ကြားပါလျက်နဲ့အဲ့ဒီလူကိုကဲဆယ်ဖို့တဲ့အဲ့ဒီလူမှာရှိတဲ့လက်ဝဲရေရနာကိုအလူအရက်ဝိုင်းလူနေကြတဲ့မြင်ကွင်းမျိုးကိုမြင်လိုက်ရတဲ့အခိုက်အတန့်ဟာအော်တာမြန်မာလူမျိုးပါလားလို့စုတ်တတ်နဲ့အော်နှလုံးနာမိတယ်စနစ်ကမကောင်းတဲ့ဂျားတဲ့ကိုကျင်တရားပါစိတ်သုံးနေတဲ့ဒီလိုနိုင်ငံကြီးမှာဘလောက်တောင်ပျက်စီးကျင်တိုင်းပျက်စီးနေကြပြီလေအဲ့ဒီလိုဖြစ်လာအောင်စစ်တပ်ဆိုတဲ့အုပ်ချုပ်သူလူဒန်းစားတတိုက်ကရည်ရွယ်ချက်ရှိနဲ့ဖျက်ဆီးခဲ့ကြတဲ့စိုးကြိုးတွေပေါ့မန္တလေးမှာဖြစ်တယ်မန္တလေးဖြစ်ရင်ငါမနေဘူးကွာဆိုပြောတဲ့အရှင်စေကိန်းစကိုင်းဖြစ်ရင်ငါမနေဘူးကွာဆိုတဲ့ပြောခဲ့တဲ့တီတကူခင်ဗျားတို့ကျုပ်တို့နောက်ပြောင်ပြောခဲ့တဲ့ကူဘယ်တွေရောက်ကုန်လဲဗျာဘာကြောင့်လဲဆိုအာနာရှင်ရဲ့လက်ကင်တုတ်ဖြစ်လုံနေရတဲ့အချိန်ကမှာပြည်သူတွေဒီလိုဒုက္ခရောက်နေတဲ့အချိန်ခါမျိုးမှာဘာကြောင့်သူတို့ထွက်မလာကြလဲဖယားသားတော်ဆိုပြီးတော့ခံယူထားပြီးဖယားအရိယာမဟုတ်သေးတဲ့လူပုဂ္ဂိုလ်တွေကိုအရိယာဖြစ်တဲ့ဖယားရဲ့သင်္ကန်းကိုအရေးခြုံထားတဲ့တန်ဃာတော်တွေကဒီလိုအချိန်ကာမျိုးမှာဥဆောင်ဥရွက်နဲ့ရှေ့ကိုလှုပ်ရမယ့်အနေအရာမှာဘာကြောင့်နောက်ဆုတ်ကြတယ်ပြီးခဲ့တဲ့အရက်ကကျွန်တော် reaction လုပ်ခဲ့တဲ့ကိုရီလေးတစ်ပါးပြောခဲ့တဲ့စကားတော့တန်ခါအလုပ်ကိုတန်ခါအလုပ်လုပ်မယ်လို့ပြောခဲ့တဲ့စကားကိုကျွန်တော်ပြန်ပြီးတော့အမှတ်ရမိတယ်ဒီလိုကူရတန်ခါတစ်ပါးတန်ခါအစည်းအရုံးဒီလိုမျိုးဖွံ့ဖြိုးလာအောင်ဒီလိုမျိုးကြီးထွားလာအောင်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာတန်ခါတွေကိုပြည်သူကကူညီလို့ပြည်သူဒုက္ခရောက်နေတဲ့အချိန်မှာအခွင့်အရေးယူတဲ့လူဒန်းစားလိုအဆင့်အတန်းမျိုးမှာပဲရှိနေတဲ့တန်ခါတွေဟာလည်းဒီလိုနေရာမျိုးမှာဘယ်တွေရောက်ကုန်ပြီလဲလို့ကျွန်တော်တို့ကပြည်သူတွေအနေနဲ့မေးချင်ပါတယ်ဝစ်ကြီးလိုက်တဲ့ပြည်သူဟုတ်ပြီဒီလိုစနစ်မျိုးနဲ့တိဆောက်ထားတဲ့ရန်တရားမပျက်စီးသေးရတော့ဒီနိုင်ငံကပြည်သူတွေရဲ့စိတ်တက်လဲပျက်စီးခြင်းတိုင်းပျက်စီးနေမှာပဲဒါကတော့ခင်ဗျားတို့ကျွန်တော်တို့သိခဲ့တဲ့အုတ်ချုပ်ရေးရန်တရားတွေမှာပါအများကြီးထည့်ပြီးတော့မြင်လို့ရတယ်ကြည့်လို့ရတယ်အုတ်ချုပ်ရေးရန်တရားဆိုတဲ့အရာမှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အစိုးရတရက်ကနေဟိုအောက်ဆုံးအာဏာရှိပါတယ်ဆိုတဲ့စေအိမ်ကောင်းလိုနေရာမျိုးမှာတောင်မှ88နောက်ပိုင်းမှာကျွန်တော်ကြုံခဲ့ရတဲ့အရာတွေမှာခင်ဗျားတို့အားလုံးမြင်တွေ့ပြီးသားပဲရက်ကွက်အုပ်ချုပ်မှုရန်တရား14ခုရှိတယ်ဆိုရင်12ခုကခိုးဆိုးလူနိုင်ရှိတဲ့လူတွေကိုပဲအုပ်ချုပ်သူရန်တရားမှာထည့်ထားတယ်ဒီလိုမျိုးထည့်ထားမှသာလျှင်ပြည်သူတွေဟာလူမိုက်တယောက်ကအုပ်ချုပ်တဲ့အတွက်ဒီရက်ကွက်မှာငြိမ့်မယ်ဆိုတဲ့အရာကိုသိတဲ့ခရိုနီလူဒန်းစားနဲ့အာနာရှင်လူစုကစနစ်တကျကိုကြောက်စိတ်နဲ့ပြည်သူတွေရှင်သန်နေအောင်စနစ်တကျထည့်ထားတယ်အဲ့ဒီလိုခိုးဆိုးလူနိုင်လူတွေရဲ့အုတ်ချုပ်သူရဲ့အောက်မှာနေခဲ့ရတဲ့ပြည်သူတွေရဲ့ကိုကျင်တရားနဲ့ဇာတိတာဘယ်မှာလာကောင်းမွန်သောအရာတွေနဲ့ပြည့်စုံနေမှာလဲဆိုတာအခုကြုံတွေ့ရတဲ့အရာကတော့အဖြေကတော့ရှင်းရှင်းလေးပဲကူပါကဲပါអော်နေတဲ့အချိန်ခါမျိုးမှာကယ်ဖို့ကူဖို့ကိုအသာထားဒီလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဝတ်အစားလက်ဝတ်တစားကိုဆွဲချွတ်ယူနေတဲ့မြင်ကွင်းမျိုးဟာဒါဟာထေရဝါဒဗုဒ္ဓဘာသာထုံးကားပြီးလူတဦးတယောက်အဖွဲ့အစည်းတစ်ခုပျက်စီးကူညီဖို့အတွက်အစဉ်သင့်ရှိပါတယ်စေတနာတရားတရားဟာထိတ်တန်းကိုရောက်နေပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေဖြစ်နေတာကိုတွေးလိုက်တဲ့အချိန်မှာစနစ်ဆိုးဟာဘလောက်ထိကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ်မှာစိတ်ဝင်နေတယ်လဲဆိုတာဒါမြန်မာသူနိုင်ငံသားတွေအားလုံးသိကြမယ်လို့ထင်တယ်မသိတဲ့လူတွေလည်းဒီစနစ်ဆိုးဟာဘလောက်တောင်ဆိုးရတဲ့အနေအထားမျိုးလဲဆိုတာကိုသိသိချင်တယ်ဗျာဘဝတွေပျက်စီးနေကြတာတဲ့စိတ်ဓာတ်တွေပျက်စီးနေကြတာဟာဒီတိုင်းပြည်ရဲ့နောက်ဆုံးထွက်သက်အထီတောင်တောင့်ခံနိုင်ကြပါတော့မလားသူရေးထားတဲ့အဖြေကတော့ရှင်းပါတယ်မြန်မာနိုင်ငံဟာဒီလိုအနေအထားမျိုးတွေကနေဒီလိုအာဏာရှင်စနစ်အောက်ကနေ
ဘယ်လိုအနေထားမျိုးဒီအရှိတောင်ကဘာအလဲကိုမပြောနဲ့အရှိတောင်အာရှလိုနေရာမျိုးမှာတော့ထင်ပေါ်ကျော်စောဖို့နာမည်ကြီးဖို့ပေါင်ဝင်တန်းဝင်ဖို့ဆိုတဲ့အနေထားမျိုးတွေအားလုံးပြတ်သုံးခြင်းတွေစိုက်နေတဲ့နိုင်ငံသူနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကဟိုးအောက်ဆုံးထိရောက်နေတယ်ဆိုတာကိုဒီမှာညီညီအောင်ဆိုလဲကျွန်တော်ညီရေးထားတဲ့စာလေးကိုဖတ်ရင်းနဲ့တန်ဝေကရမိတယ်အစိုးရတရက်ရဲ့ကိုဖို့ရဖို့အတွက်ပဲရှိနေတဲ့အရာကိုသူမအားလာကျင်ညာလိုက်တဲ့သူ့ရဲ့တည်င်းမာနေအဖြစ်ကရှင်းရှင်းလေးပဲသူ့ရဲ့ညံရည်မိမှုမမိမှုကလည်းအိန္ဒိယဝင်ကြီးချုပ်ကိုမြန်မာလိုလှမ်းပြောနေတဲ့အရာကိုလည်းခင်ဗျားတို့အမြင်ပဲအဲ့ထဲကနေထုတ်ပြီးတော့ပြည်သူကိုကူညီမှဒီနိုင်ငံဟာဘလို့ပုံစံမျိုးနဲ့ကောင်းလာမလဲဆိုတော့တွေးမိတဲ့အရာကိုသူတို့စိတ်ထဲမှာမရှိဘဲနဲ့အခြားနိုင်ငံကိုလှမ်းအကူအညီခေါ်ပြီးတော့ရယူလာတဲ့ငွေကြေးကိုသူ့အိတ်ထဲကိုထည့်ပြီးပြည်သူကိုဟန်ပြအနေနဲ့လောက်ရက်ကိုလုတ်တယ်ဆိုတဲ့အရာကျွန်တော်အခုထောက်ဖို့လုပ်နေတဲ့အချိန်ကမျိုးမှာထပ်တီပြုတ်လိုက်တဲ့အရာကထောက်ဖို့လုပ်ပြီးတော့ကျွန်တော်ခဏခဏပြောခဲ့တဲ့စကားတွေရှိတယ်မင်းတို့ကကားကမဲဆောက်ကို9000ရိတ်ခါတင်ထားတာ6000လောက်နဲ့ပြည်သူကိုဂျင်းထဲနေတဲ့အဖြစ်မျိုးကိုစကစကလည်းတိနေသလိုပဲစကစအာနာသိမ့်လို့အာနာသိမ့်မှုနောက်ကနေလက်သုံးချောင်းထောင်ပြီးလိုက်လာတဲ့အမှန်တရားကိုညံ့နိုးပါတယ်ဆိုတော့လူတွေမှာလည်းဒီလိုစောက်ကျင့်တရေတွေကကျွန်တော်တို့အများဆုံးတွေ့နေရပါတယ်အချိန်တိုင်ရင်တော့အားလုံးပေါ်ကြမှာပါစိတ်ချပါမပူပါနဲ့ဒါကြောင့်မလို့ဒီလိုတဘာဝဘေးအန္တရာယ်တွေမျိုးတွေကြုံတွေ့နေရတဲ့အချိန်ခါမျိုးမှာအမေစုပြောခဲ့တဲ့ပြည်သူသားလင်းအဓိကဆိုတဲ့စကားကိုတွေးပြီးတော့ပြည်သူကနေပြည်သူကိုပြန်ပြီးတော့ကူညီရမယ်အနေအထားမျိုးတွေမှာကျွန်တော်တို့နိုင်ငံသားတွေအားလုံးစီလုံးညီညွတ်စွာနဲ့တဘာဝဘေးအန္တရာယ်ကိုကူညီရင်းနဲ့အာနာရှင်စနစ်စိုးကိုလည်းဒီနေရာကနေအမြင့်ပြတ်တိုက်ထုတ်ကြဖို့ရိုးသားစိတ်နဲ့ကျွန်တော်ဒီနေရာကြီးတိုက်တွန်းပါတယ်ဒီနေ့ကျွန်တော် reaction လုပ်ပြီးတော့ပြောလိုက်ရတဲ့ညီညီအောင်ကျွန်တော်ညီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးကောင်းသောနေ့ပါဗျ